အားလုံးပဲမင်္ဂလာပါ The Trees ကလောကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့သီရိလင်္ကာရဲ့2ရက်မြောက်နေ့မှာနှစ်ပေါင်း150ကျော်တက်တန်းရှိတဲ့ Royal Colombo Golf Club နှစ်ပေါင်း100ကျော်တက်တန်းရှိတဲ့သီရိလင်္ကာနိုင်ငံရဲ့အကြီးဆုံးအကောင်းဆုံးတက္ကသိုလ်Colombo University သီရိလင်္ကာနိုင်ငံမှာရှိတဲ့အကြီးဆုံး shopping center ဖြစ်တဲ့ One Golf Face Shopping Centerပြီးတော့ကိုလံဘိုမြို့မှာရှိတဲ့ယထာဘူတာယုံညာဈေးတို့ကိုတွားရောက်မှာပဲဖြစ်ပါတယ်ကိုလံဘိုတက္ကသိုလ်မှာဝိစာသိပ္ပံဘာသာရပ်စီးပွားရေးနဲ့ပတ်သက်သောဘာသာရပ်များဥပဒေရေးရာအကြောင်းအရာများ information technology နဲ့ကွန်ပျူတာသိပ္ပံဆိုင်ရာပညာရပ်များဈေးတက္ကသိုလ်တို့ပါသင်ကြားပေးနေပါတယ်ဒီကြော်ညာတွေကအလုတ်ခေါ်စာတွေနဲ့ဘယ်လိုကယ်ရီယာမျိုးနဲ့ဘယ်လိုအလုပ်တွေလုပ်မယ်ဆိုတာကိုဆွေးနွေးပွဲတွေလုပ်ပေးထားတဲ့မှတ်တမ်းတပ်ပုံတွေကိုကတ်ထားခြင်းဖြစ်ပါတယ်အခုဒီနောက်တစ်ခုကတက္ကသိုလ်ကျောင်းမှာရှိတဲ့တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေကိုတရုတ်စာအခမဲ့သင်ပေးမဲ့ program တွေကိုရှောက်ခိုင်းထားတဲ့ကြော်ညာပဲဖြစ်ပါတယ်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတွေစာစုပြီးလုပ်နေခြင်းဖြစ်ပါတယ်ဒီတစ်ခုကတော့ geography ပထဝီဝင် major ကကျောင်းသားများသူတို့ excursion သွားတဲ့အမှတ်တရဓာတ်ပုံတွေကိုကတ်ထားခြင်းဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့အဆောက်အဦကြီးကတော့ကိုလံဘိုတက္ကသိုလ်ရဲ့စာကြည့်တိုက်ကြီးပဲဖြစ်ပါတယ်။အဲ့ဒီစာကြည့်တိုက်ထဲမှာ Dutch ဘာသာစကားနဲ့ရေးထားတဲ့စာအုပ်ပေါင်း9000ကျော်ကိုနယ်သာလန်အစိုးရရဲ့အကူအညီနဲ့ထိန်းသိမ်းထားတယ်လို့စာကြည့်တိုက်မှုကကျွန်တော်ကိုရှင်းပြပါတယ်။
ဒီရုပ်ထုကတော့ကိုလံဘိုတက္ကသိုလ်ရဲ့အဓိပတိဆရာကြီးစတန်လီပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတာကတက္ကသိုလ်ပေါင်းစုံခရစ်ကတ်ပြိုင်ပွဲကျင်းပနေခြင်းဖြစ်ပါတယ်တက္ကသိုလ်တစ်ဝိုက်ကိုလဲလို့ပြီးသွားပြီဆိုတော့အခုနောက်တစ်နေရာဖြစ်တဲ့သူတို့နိုင်ငံမှာရှိတဲ့အကြီးဆုံး One Golf Face ဆိုတဲ့ shopping center ကိုတွားမှာပဲဖြစ်ပါတယ်အခုကျွန်တော်မိတ်တုံလေးပြနေတဲ့နေရာလေးကတရုတ်နိုင်ငံရဲ့ရေနက်စိတ်ကမ်းစီမံကိန်းရှိတဲ့နေရာပဲဖြစ်ပါတယ်။အဲ့ဒီနေရာကကိုလံဘိုမြို့ရဲ့မြို့လေကောင်မှာရှိတဲ့ကမ်းခြေပေါ်မှာတိစောက်ထားခြင်းဖြစ်ပါတယ်။ပြီးတော့အဲ့ဒီနေရာကိုသီရိလင်္ကာနိုင်ငံသားတွေဝင်လို့မရပါဘူး။ကျွန်တော်နဲ့အတူ One Golf Face shopping center ထဲမှာဘာတွေရှိလဲဆိုတာကိုလိုက်ပြီးဆက်စုကြည့်အောင်ဗျ
တရုတ်ဆိုင်ကခောက်ဆွဲကြော်တစ်ပွဲကိုဒေါ်လာနဲ့တွက်ကြည့်မယ်ဆိုရင်$10ခန့်ကျပါတယ်သူ့ရဲ့ပါဝင်မှုကတော့လူ2ယောက်စာလောက်တော့စားလို့ရလောက်ပါတယ်အခုနောက်ထပ်သွားမယ့်နေရာကတော့ညာဈေးနဲ့မိရထားဘူတာရှိတဲ့နေရာကိုပဲသွားမှာဖြစ်ပါတယ်
ကျွန်တော်တို့တဲတဲ့ဟိုတယ်နားမှာရှိတဲ့ City Center Shopping Center မှာကျွန်တော်တို့ငွေဝင်လဲတော့ဗျာသူကထိုင်းတပတ်ကို8.2 Sri Lanka rupee ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ကလဲမယ်လို့ပြောလိုက်တော့သူကလဲမယ်လို့ပြောလိုက်ပြီးတဲ့အချိန်မှာသူကငွေလွှဲနှုန်းကပြောင်းသွားပြီတဲ့ 8.0 ပဲရမယ်လို့သူကပြန်ပြောတယ်အဲ့ဒါနဲ့ကျွန်တော်လည်း 0.2 ကတော့ကျွန်တော်မလဲတော့ဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီထိုင်းကပါလာတဲ့ဘဏ် ATM ကတ်နဲ့သူတို့ရဲ့ ATM ဆက်ထဲကနေကျွန်တော်ပတ်စံထုတ်ကြည့်တဲ့အခါမှာထိုင်းတပတ်ကိုSri Lanka rupee 8.4 ရပါတယ်Day 2ကတော့ဒီမှာပဲပြီးပါပြီမနက်ဖြန် Day 3မှာတော့ကျွန်တော်တို့အနူရာဒါပူရာဆိုတဲ့မြို့ကိုသွားမှာဖြစ်ပါတယ်အဲ့ဒီမြို့မှာဘောဓိညောင်ပင်ရှိတယ် UNESCO သမိုင်းအမွေအနှစ်ဝင်ထားတဲ့ရှေးဟောင်းဘုရားတွေရှိတယ်အဲ့ဒါကြောင့် Day 3မှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ